ငွေဆိုတဲ့အရာဟာကိုဟာကောင်းနေတဲ့၍ကိုစီကိုရောက်လာမယ်ဆိုတာကိုစူးစမ်းပြီးတော့ယုံကြည်ပြီးသွားတဲ့အချိန်မှာကိုယ့်ရဲ့ energy ကို purify ဖြစ်အောင်အမြဲတမ်း focus ထားရင်လည်းကိုလှုပ်ရှားရှိတဲ့အရာမျိုးမှာငွေကိုတအားထက်တွက်ပူပင်နေတာမျိုးမရှိစေချင်တဲ့စိတ်ဆန္ဒနဲ့အမြဲတမ်း remind yourself ငါတကယ်လှုပ်ချင်တာလားငါတကယ်လှုပ်ချင်နေဆိုရင်ငါအတွက်ကလှုပ်ရှားရှိရလို့ action cleanse the energy and ပြီးသွားတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ကလေးကို purify your mind cleanse the energy မိ Buddhism မှာဆိုလို့ရှိရင်ဖြူအောင်စိတ်ကိုထားနေတူတယ်လို့ကျွန်တော်ကတော့ယူဆတယ်ဆိုတော့ cleanse the energy and surrender more trust the process then happen that's it အရင်တော့အဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်မသိခဲ့ဘူးဒါပေမဲ့နောက်ပိုင်း long time ကြာနေနေဖြတ်တန်းတာအော်အဲ့ကလေးရတိုင်းငါမှအဲ့ဒါရှိပါလားဆိုတဲ့အချိန်မှာအခုလက်ရှိမှာလေအဲ့ဒီတိုင်းကျွန်တော်လုပ်တဲ့အချိန်မှာ miracle happen တကယ်ကို miracle happen ဖြစ်တာကိုလိုချင်တယ်ရတယ်ဒါပေမဲ့ငါလိုချင်တယ်ရတယ်ဆိုပြီးထိုင်ပြီးတော့ affirmation ကြည့်နေရလည်းမဟုတ်ဘူးငါလိုချင်တယ်ရတယ်ဆိုပြီးယုံကြည်နေတာလည်းမဟုတ်ဘူးငါလိုချင်တယ်ဘာလုပ်လဲရဖို့အတွက်ကို action plan တွေကိစ္စတွေဆောင်ရွက်စရာတွေလည်းလုပ်တယ် and then I cleanse my energy ငါလိုချင်တယ်စိတ်ညစ်တယ်မရတော့ဘူးလားမသိဘူးဆိုတော့ lack mentality ကိုလည်းမထားအောင် purify your mind cleanse the energy လုပ်တယ် and believe yourself trust the process ပြီးသွားပြီစိတ်မှာ money come automatically to us this is what I am practicing right now အခုလက်ရှိမှာကျွန်တော်ကိုယ်တိုင် money နဲ့ပတ်သက်ပြီးတော့ practicing လုပ်နေတဲ့အရာဖြစ်တယ်